ထန်းတဲ့သမားရဲ့စကီးကတော့မိုက်တယ်ဗျမြင်တဲ့အတိုင်းပဲသူကရင်းတောင်ကတချိုးရင်းတောင်တွေကဝလုံးနှလုံးနဲ့ရင်းတောင်ဒီကကြတော့ဝလုံးတစ်လုံးနဲ့ရင်းတောင်ပဲဖြစ်ပါတယ်ဝစစ်လုံးကိုဘေးကအတက်ကလေးတွေကို6ရောက်တက်ဖို့ဟာလောက်ထားတဲ့တစ်လုံးနဲ့တော့ရင်းတောင်ပဲဖြစ်ပါတယ်ရင်းတောင်ကဒီရင်းတောင်ကလည်းဝစစ်ဆိုတော့တော်တော်လေးတယ်မသွားတဲ့အနေထားကလည်းထိမ့်ချက်မကြီးရင်လဲမဲ့သဘောပါဒီထန်းသမားကတော့သူကမနေကြဖြစ်တဲ့အတွက်ဝလုံးဖြောင်းတန်းငိမ့်နေအောင်မသွားတာပဲဖြစ်ပါတယ်မမရတဲ့လူဆိုရင်တခါတည်းမထိန်နိုင်မနဲ့တန်းလဲကြမှာပဲဖြစ်ပါတယ်ဝလုံးရဲ့အရှိရလည်းမြင်တဲ့အတိုင်းပဲထမ်းမြန်အဖျားတော်ကြော်ပါတယ်ဒါတော့ရှည်ပြီးတော့လေးတဲ့ဝလုံးကိုမသွားတဲ့ထန်းသမားရဲ့စကီးကတော့ချီကျူးစရာအလုံးမဲကောင်းပါတယ်